ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Grocery Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာကတော့အောက်လိုင်းဘိုးထင်တဲ့ပထန်းဆက်ဇလန်းဖြစ်ပါတယ်အားလုံးပဲ ready ဖြစ်ပြီဆိုရင်ကျွန်တော်ဒီနေ့အစီအစဉ်လေးကိုစလိုက်ကြအောင်ပါခင်ဗျာစိမ့်ဆုံနေတဲ့မြက်ခင်းပြင်များရဲ့အလဲမှာထိုးကြကြတရက်ပင်တစ်ပင်တီးရှိလေတယ်ယခုလိုမြက်ခင်းပြင်ကကျေးလက်တောဒေသမှာရှိနေတာမှမထူးဆန်းတော့လေထူးဆန်းတာကတော့ယခုမြက်ခင်းပြင်ကညီညာပြန်ပြူးနေပြီးတော့နွားစကြက်မြက်ခင်းများနဲ့မတူပဲလူတို့စိုက်ထားတယ်လားဖြစ်ပါတယ်မြက်ခင်းပြင်အလဲမှာတရက်ပင်ရှိပြီးတော့အဲ့တရက်ပင်ကအစိမ်းအောင်လုံးလုံးမဟုတ်အဖြူဘက်နည်းနည်းပါလေးတယ်အခုအဲ့ဒီတရက်ပင်အောက်မှာတော့လူနှစ်ယောက်မျက်နှာချင်းဆိုင်မတ်တက်ရက်နေကြမုံစိမ့်နဲ့သပင်များဖြူဖွေးနေပြီးတော့အဖြူရောင်စိုက်ပုံနဲ့အဖြူရောင်ပစိုးကွက်ထောက်တို့ကိုဝိစင်သားဒီမှာမုံစိမ့်ဖြူခေါ်စေပိုင်ဘိုးမြိုင်တို့ဖြစ်ပါတယ်အညိုအောင်အင်းကြီးအညိုအောင်ပစိုးနဲ့ဗရီးတလုံးကိုလဲပင်မှာဆွဲထားတဲ့ဘိုးတော်ဆိုးတို့ဖြစ်သူတို့ကမျက်နှာချင်းဆိုင်ရက်နေမှမုံစိမ့်ဖြူမှနေပြီးတော့စတင်ကစကားဆိုလာပါလိကဲဘိုးတော်ချိန်နေဘလို့လဲကျုံးစီကိုမကြခင်သူတို့ရောက်လာမှာပါကျုံးတော်ကိုပေတူးမကြခင်လိုက်တော့မယ်ထင်တယ်ဟုတ်တယ်ဒါကြောင့်လဲအခုလိုတွေမမျော်လင့်မဲ့ဖြစ်ပြက်လာတာပေါ့ဟုတ်ပါချိန်တန်တော်လဲဖြစ်ရမှာပဲလေဘိုးတော်ပေတူးကတကယ်ပဲဘိုးတော်နောင်လိုက်တော့မှာလားမကြခင်သူ့အသက်18နှစ်ပြည့်တော့မယ်လေအဲ့တော့သူလိုက်မယ်ထင်ပါတယ်သူကတကယ်ကိုဘိုးတော်ဖြစ်ချင်နေတယ်သူပဲဟုတ်ပေတူးမရှိရင်တော့ဘိုးထင်တဲ့တာရီတော့ကိုစိုးမယ်ထင်တယ်ချိန်တိုင်းအားလုံးကကိုလန်းကိုသွားမှာပါပဲအဲ့ဒါတွေကိုကျုပ်တို့လူကြီးတွေကတွေးပူနေလို့မရဘူးထင်တယ်ဟုတ်ပါတယ်လေဖြစ်ချိန်တန်တော့ဖြစ်ရမှာပါပဲဒါရီနဲ့ဘိုးတွေနှစ်ယောက်တည်းကြံမဲ့ချိန်တော့ကျုပ်နည်းနည်းရင်လေးမိဒါနဲ့ပေးမမှာအလူရှိတယ်အဲ့ဒါပေတူးအဲ့လူလေးပြီးမှခေါ်ပေးပါလားဘိုးတော်ဆိုမုံစိတ်ပြီမှအဲ့လိုပြောလိုက်ရဘိုးတော်ဆိုးကခေါင်းငိမ့်လိုက်ပြီးကျုပ်အတင်းကြပ်ကြီးခေါ်မှာတော့မဟုတ်ပါဘူးပေတူးလိုက်ချင်တဲ့စိတ်ရှိမှခေါ်မှာပါခုပြဿနာတွေရှင်းမိရင်တော့သူလိုက်လိမ့်မယ်ထင်တယ်သူ့ကိုခေါ်ပြီးရင်ရောဘိုးတော်ဆိုးကိုယ်တိုင်ပညာသင်ပေးမှာလားကိုယ်တိုင်လည်းသင်ပေးမယ်နောက်ထပ်ဆရာတွေစီကိုလည်းပို့မယ်လေကောင်းပါလေဗျာသူ့စားတာနဲ့သူလာတာဆိုတော့လေကျုပ်တို့တွေသူတို့တငယ်ချင်းတွေကွဲမအောင်စိတ်မကောင်းရုံကလွဲပြီးဘာတတ်နိုင်မှာလဲဗျာအဲ့လိုလည်းမဟုတ်ဘူးလေမောင်းနေအလင်းဝင်သွားတာဒါကောင်းတဲ့ကိစ္စပါကျန်တဲ့တာကြီးနဲ့ဘိုးထင်လည်းအမြင်မှန်နေရပြီအမြန်ဆုံးလမ်းမှန်ကိုရောက်ပါစေလို့ကျုပ်တို့တွေဆူတောင်းပေးရတော့မှာပေါ့ဗျာမုံစိတ်ဖြူနဲ့ဘိုးတော်ဆိုးတို့ကအချိန်တန်အောင်မြက်ခင်းမြေအလဲမှာရှိတဲ့တရက်ဖြူပင်မှာစကားပြောနေကြအဲနောက်စိမ့်ဆိုနေတဲ့မြက်ခင်းများကြားထဲမှာမြူများဆိုင်လာပြီးတဲ့နောက်မြက်ခင်းနဲ့တရက်ပင်သားမကဘိုးတော်ဆိုးနဲ့မုံစိတ်ဖြူတို့လည်းအဲမြူများကြားမှာတဖြည်းဖြည်းပျောက်ကွယ်လို့သွားကြပါလေတော့တယ်ပေပင်ရွာဆိုမှရှိတဲ့ဘိုးထင်အိမ်မှာဖြစ်ပါတယ်ဘိုးထင်တယောက်လက်2000ခန့်သာရှိတဲ့ကျိုးကိုလက်မကိုင်းကကိုပြစ်မှာထိုင်တဲ့သူရှိမှထိုင်နေတဲ့ပေတူသားကြီးတို့နှစ်ယောက်ဟာစကားဆိုလေတယ်ဒီကျိုးလေးကမကောင်းဆိုတော့ချုပ်နိုင်တယ်ဟုတ်လားဟုတ်တယ်လေဘာလို့လဲကျိုးလေးကတော်တော်လေးကွာမင်းတို့ပြောပုံရငါကိုယ်ထဲမှာရှိတဲ့ကပ်ပါကောင်အကြီးဆိုအဲ့ဒါကိုဒီကျိုးတော်လေးနဲ့ဘလို့ချုပ်အဲ့ဒါကိုသူ့ဆွမ်းနေသူရှိတာပေါ့ကွာကဲမင်းညဝီဆိုတာနဲ့ငါတို့ကတော့ကျိုးနဲ့ချီထားမှာနော်အေးပါကွာအားဆိုငါတို့ကဘယ်တော့ခီးဆက်ရမှာခုပဲသွားမယ်လေကွာမုံစိတ်ပြောတဲ့ပထန်းဆက်ကိုတွေးဖို့ပို့ပြီးတော့အရေးကြီးတယ်အေးအဲ့ဒါလည်းဟုတ်တာပဲအားဆိုငါတို့ထုတ်ပိုးတွေပြင်လာတော့လीသွားကြတာပေါ့ငါတို့တော့မယ်သွားမှာလားအေးတော့မယ်သွားမယ်လေကွာကောင်းပါလေကဲအားဆိုလည်းသွားတော့ပေါ့ငါလည်းပြင်မင်းတို့ကျိုးချီတော့မှာလားဘိုးတွေမှာကျိုးအားပေတူးတန်ကိုင်းနဲ့ပြောလိုက်ရပေတူးကကျိုးကိုယူပြီးသူ့နှစ်ဘေးမှာတာကြီးကမင်းငေါ့ကမေးမြန်းလိုက်လေတာကြီးဘယ်လိုလုပ်မလဲဒီကောင်ကျိုးတုတ်ထားတော့မလားအဲ့ကောင်ခုတော့ထားမဖောက်တော့ပါဘူးအဲ့တော့မိုးချုံမှာပဲတုတ်မလားလို့အေးအားလည်းကောင်းတာပဲကွာဘိုးတွေပေတူးနဲ့တာကြီးတို့စကားပြောနေချိန်အိမ်ဝိုင်းထဲကိုဘိုးတွေနဲ့သားတို့ဝင်လာခဲ့လေအဲ့နောက်သူကဘိုးတွေအိမ်ရှိကိုပြစ်မှာထိုင်သူကထိုင်ထမ်းပလက်ကလထိုင်မှာထိုင်သူကထိုင်ပြီးတော့သားမှဥစွာစကားဆိုလေတယ်မင်းတို့သွားတော့မှာလားအင်းလေဗျာသွားတော့မလားလို့စောစီးသွားတာပဲကောင်းပါလေငါတို့ဘာလို့ပေးအောင်မလဲလို့လာမေးတာသားမလို့စကားဆိုတဲ့ကဘိုးတွေကခတ်တွေးမူရဖြင့်တစ်ပင်ကြီးများကိုကြည်ရင်ဘိုးတွေနဲ့သားအားစကားဆိုလိုက်လေတယ်ကိုသားနဲ့ကိုတွေခင်ဗျားတို့ကျုပ်ကိုကူညီပြကျုပ်အောင်လဲနဲ့တိုက်လို့ရအောင်ဘယ်သူလောက်တာလဲဆိုတော့သိကျင်တယ်ဟေးအသေးချာကြီးသိမယ်လို့တော့ပြောနိုင်ဘူးငါကောင်သောပါပါတယ်ဗျာအေးအားဆိုငါတို့စုံတော့စုံစမ်းကြည့်မယ်မင်းပါအောင်မင်းမအချိန်ကြီးလာခေါ်သွားတော့ထူးဆန်းနေကွာမင်းမနဲ့များပတ်သက်နေမလားမသိဘူးအဲ့တော့ကျုပ်လည်းပြောတယ်ဦးခင်ဗျားတို့ရွာနေပြီးတော့တတ်နိုင်တော့စုံစမ်းတာဗျာကျုပ်ပြန်ကောင်းလိုက်တဲ့နေ့အဲ့လူတွေကျုပ်ကြောင့်သိစေရမယ်ဘိုးတွေမှာတီကြီးသောမျက်နှာထားနေအဲ့လိုပြောလိုက်ရာဘိုးတွေနဲ့သားတို့နှစ်ယောက်ကခေါင်းငိမ့်လိုက်ကြပြီစိတ်ချငါတို့တတ်နိုင်တော့စုံစမ်းပေးတာမယ်နော်မင်းကခုလိုဖြစ်အောင်လုပ်တာမင်းတယောက်တည်းနေမကအောင်တခြားသူတွေပါဒုက္ခရောက်အောင်လုပ်တာပဲငါတို့တတ်နိုင်သူဟာတိုင်းမှာစုံစမ်းထားမယ်ကွာကောင်းပြီအဲ့ဒါကျုပ်တို့သွားတော့မယ်ဘိုးတွေအဲ့လိုပြောပြီးတော့ကိုပြစ်ပေါ်မှာမတ်တက်ရက်လိုက်သလိုဂျန်နဲ့တာရီနဲ့ပေတူးစီလည်းအတူတူမတ်တက်ရက်လိုက်ကြအဲနောက်သူတို့ကလွယ်ကြီးများကိုကိုစီလွယ်ပြီးတော့အိမ်ဝိုင်းထဲမှာထွက်ခွာလိုက်ကြပါလိဘိုးတွေရဲ့အိမ်ထဲမှာဖြစ်အိမ်လေးတစ်လုံးကိုပြစ်တစ်ခုပလက်ကလထိုင်များနေသူသားနဲ့ဘိုးတွေတို့ကတစ်ပင်ကြီးများအောက်မှာကြံရစ်ခဲ့ပါလိတော့တယ်
နွားနှကောင်ကတကောင်တယောက်ဆွဲလာတဲ့ပေါတူးနဲ့ကိုသိန်းအောင်တို့ဘေးပင်ရွာဝင်ကိုရောက်ရှိလို့လာကြသူတို့နှစ်ယောက်ရွာတွင်ဝင်လာနေထမ်းတော့သွားတဲ့ကိုလန်းဝင်နေဒိုးလီကပေါတူးမှစတင်ပြီးနှုတ်ဆက်လေတယ်မျိုးကလန်းဝေရွာထဲကပြန်လာလားဟုတ်တယ်လေငါရွာထဲနေနေမင်းတို့ဘယ်သွားနေကြပေတော့ကုန်းပဲနွားပြိုင်ပွဲရှိရဆိုလို့သွားတာထမ်းတော့ဘာလို့မနေတာတော့ပေါတူးနဲ့ကိုသိန်းအောင်တော့ပေါက်ကရရှောက်သွားနေရပဲမင်းတို့မှချီမန်းခွင့်မရှိသေးဘူးမလားချီမန်းခွင့်ဟုတ်လားကျွန်တော်မရှိဘူးလေဗျာဘာဖြစ်လို့ဘာပြမလဲကွာမင်းတို့လည်းသိမှာပေါ့ဘိုးတွေလည်းသိတဲ့မိတ်ဆွေတွေကွာဟိုခေါင်းမွေရောမုံးစိတ်မွေရောဖြူနေဘိုးတော်ကြီးလေမုံးစိတ်ဖြူပြောရလားဟေးအဲ့တော့ငါလည်းမသိဘူးနော်ပေတူးနဲ့တာရီကတော့မုံးစိတ်ညိုလို့ခေါ်တာပဲအော်ဘာဖြစ်လို့လဲပြောသမ်းပါဦးဗျာဘာပြမလဲဒိုးရောင်မဖဲဝဝင်နိုင်လို့တဲ့ကွာအဲ့ဒါတရွာလုံးကိုချီမန်းခွင့်နေပေးနေမင်းတို့လည်းရွာလူကြီးရင်သွားပြီးတော့ယူလိုက်ကြအောင်ရွာထဲမဖဲဝဝင်နိုင်တယ်ဟုတ်လားဟုတ်တယ်လေကွာဘာဖြစ်လို့မင်းတို့မယုံဘူးလားဖြစ်နိုင်ပါမလားဗျာကျုပ်တို့ရွာမှာဘိုးတင်ရှိတာဘယ်လိုလုပ်မဖဲဝဝင်မှာတော့အဲ့ဒါတော့ငါလည်းပြောတယ်ကွေမင်းတို့ကမယုံရင်သွားမိနဲ့နော်မင်းတို့ကချီမန်းခွင့်မရှိဘူးဆိုရင်တော့ရွာလူကြီးကဒဏ်ရိုက်မှာပဲချီမန်းခွင့်မရှိတာနဲ့ဒဏ်ရိုက်ဟောလားဗျာဟုတ်တယ်ဒဏ်ရိုက်တာငါတင်တော့ချီမန်းခွင့်တွေကိုမင်းတို့အိမ်ဒီမှာပေးထားပြီးလောက်ပြီးထင်ပါတယ်ကဲငါလည်းသွားပြီကွာကိုလောင်းဝေကကိုသိန်းအောင်နေပေါတူးတော်နှုတ်ဆက်ကသူဤထန်းတော်စီကိုပြန်သွားပါလေတဲ့အဲ့ကပေါတူးကသူဤနဘေးမှာရှိတဲ့ကိုသိန်းအောင်ကိုစကားဆိုလိုက်ပါကိုသိန်းကိုလည်းဘာပြောပါငါလည်းမသိဘူးလေကွာချီမန်းခွင့်တွေရောဘာတွေရောဘာမှလည်းမသိဘူးအေးဗျာအိမ်အောင်သိမှာပဲလားပေါတူးနဲ့ကိုသိန်းအောင်တို့ကကိုလောင်းဝေပြောတဲ့ကိစ္စများကိုတိတ်လေးမထားပဲနွားတယောက်တစ်ကောင်ဆွဲပြီးတော့သူတို့အိမ်များစီကိုကိုစီပြန်လာကြလေပေါတူးကြောင့်မိဘများအိမ်ဝိုင်းတွင်တီဆောက်ထားတဲ့သူအိမ်လေးစီကိုပြန်လာချိန်သူမိခင်ဖြစ်သူမှာဒေါနေမောနေလာပြီးတော့စတင်ကစူပူပါလေတော့တယ်ဟဲ့ကောင်နင်ကဒီနွားတကောင်ဝယ်ပြီးတဲ့အိမ်ဝန်းကတ်တယ်မရှိဘူးနေမိမောင်လည်းနေပြန်မခုံနေပါလိဖြစ်နေရလေပြောစမ်းဘာပြောဗျာကျုပ်နွားတော့လှတခြားသူတွေမြင်သေးချင်းလို့လိုက်ပြနေကြပါမေရနေဆွဲမိကိုလည်းသွားမခုံဟမ်သူများသားသမီးကိုယူပြီးတော့လူရင်မျိုးမလွင်မျိုးလုံးလို့ရမလားနေလိုကောင်မျိုးဆွဲမိမို့လို့ပဲတီးခံပေါင်းနေတာဟမ်အမေကျုပ်အိမ်ပြန်ရောက်တာနဲ့စူတော့ဗျာတားရှိတယ်တားရောက်စူပါလားတားလည်းသူသွားခြင်းတလားကိုသိန်းလျှောက်သွားတာပဲအဲ့တော့အမေတို့ကမပြောဘူး तू ကစိတ်ချတယ်နော်နင်းလိုပေါက်ခဲ့ရကောင်မဟုတ်ဘူးမေတို့ကလည်းဗျာအိမ်ရောက်တာနဲ့ပူညံလောက်နေတာကြီးပဲလောက်ရမယ်ငါစကားနဲ့ပဲပြောတာနေပါနေဟိုမှရိုက်ဖို့စောင့်နေတာမိခင်မေသူရဲ့စကားကြောင့်ပေါတူးလန့်သွားပြီးတော့နွားတင်းကုန်မှာအမြန်ချီကအိမ်ဝိုင်းပြင်ကိုထွက်ရန်ပြင်လေတော့အဲ့ကမိခင်မေသူနောက်မှနေပြီးအတန်ခတ်ချင်နေချီမန်းခွင်းအားလိုက်ပေးပါလေတယ်ဟဲ့ပေါတူးမချီမန်းခွင်းယူတော့ဟဲ့မိခင်မေသူလိုက်ပေးတော့လေပေါတူးမှာအဘဖြစ်သူကြီးထိုင်းမင်းကြီးတို့ဖြစ်ရိုက်မိကိုကြောက်တဲ့ဖြစ်နောက်ကိုပြန်လဲမကြည့်တော့ပဲရွာထဲကိုထွက်ခွာသွားပါလေတော့တယ်ဟဲ့အောင်မင်းတို့ကြီးသွားနေကုန်နေမနာကြသေးဘူးလားမင်းတို့ပထန်းဆက်ရတော့ကွာအခုဒီမတွေ့သေးပါလားဟာတွေ့မှာကွာမင်းကလည်းဘာလဲမင်းကပထန်းဆက်တွေကိုကြောက်နေရပေါက်တက်ကြကွာနေပေါင်းပထန်းဆက်ဆိုတော့ဘသူပထန်းဆက်ဘိုးတင်ပေတူးနဲ့တာရီတို့၃ယောက်ဘေးပင်ရွာရှိတဲ့ကိုခီးထွက်နေလေအခုတော့ခီးရောက်လို့နေပြီဖြစ်ပါတယ်ညအချိန်ဒီရောက်သည့်တိုင်မိသည့်ထူးခြားချက်မှမရှိလျာပြင်းပြင်းရှိတာနဲ့နောက်ပြောင်စကားများကိုစိုးနေခြင်းဖြစ်တယ်ဘိုးတင်ကညနေအချိန်ခါကိုရောက်လာတော့လေသူတို့လိုက်လံရှာဖွေနဲ့ပထန်းဆက်ဆိုသူရဲ့အရေးရောင်ကိုပဲမမြင်ရလေစိတ်ပြက်လက်ပြက်နေကြံတဲ့ပေတူးနဲ့တာရီတို့နှစ်ယောက်ကညီးနေခြင်းဖြစ်ပါတယ်မကြသေးတဲ့အချိန်သူတို့ခလန်းလန်းမှတေးပင်များအုံဆိုင်နဲ့ရွာကိုလမ်းပြီးတော့မြင်လာတဲ့အခါဘိုးတင်အမေကိုဒိုင်ငံဖြေပေးနေတဲ့ပေတူးမှအဲ့ဒီရွာကိုလည်းညှို့ထိုးပြကစကားဆိုလိုက်ပါတယ်ဟဲ့ဟိုမှာရွာမလားတို့ရွာရှိမှရွာရှိတာလားငါတို့တရက်လောက်ထိသွားဘူးလေနော်အဲ့တော့ရွာမတွေ့ဘူးလားလို့ဟမ်အဲ့တော့ဟုတ်တယ်ကွာတနေကုန်လမ်းလျှောက်တဲ့ခီးလောက်တော့ငါတို့ပေပင်သားတွေဘယ်နာပါရှိတယ်သိပါတယ်ကွာအခုရွာတော့ငါလည်းမသိဘူးမိုးလဲချုပ်တော့မယ်ဆိုအဲ့ရွာတွေကဖြတ်ပြီးရှေ့ကိုဆက်သွားမှာပဲအဲ့ဆိုလေသွားကြတော့ပေါ့ကွာလာဒီလိုနဲ့ဘိုးတင်ပေတူးနဲ့တာရီတို့တောင်းကအုံဆိုင်ရွာစီကိုလမ်းလျှောက်လို့သွားလိုက်ကြရွာကြီးနောက်ဘက်မှစတင်ရောက်သွားတော့လေတင်းချိုင်းကိုမရှိတာကြောင့်ပေတူးမှစတင်ပြီးတော့ကျန်တဲ့ဘောင်းပါနှစ်ယောက်ကိုစကားဆိုလိုက်ပါတယ်ဒီရွာတင်းချိုင်းကိုမရှိဘူးကွာသိလားဟျောင်းလေရွာသေးလို့မရှိတာနေမှာပေါ့တောင်ရွာတွေမြောက်ရွာတွေအရှိရွာတွေနောက်ရွာတွေရှိလို့နေမှာပေါ့ဟာမင်းတို့ပြောလိုက်ဟုတ်တာပဲကဲတို့ရွာထဲပဲဖျက်လျှောက်သွားကြပါကွာလာသူတို့တောင်းကစကားပြောနေလမ်းလျှောက်လို့သွားရမကြမီရွာဝင်ဝကိုရောက်လာခဲ့ညီကိုမတိတိအချိန်မို့လို့ရွာဝင်တွဲမှာရှိတဲ့ပန်းမင်အားအနီးကရောက်တဲ့အခါမှသတိပြုမိလိုက်ချိန်တာရဲ့နှုတ်မှာခတ်တိုးတိုးရေရွတ်တန်ထွက်ပေါ်လာလိုက်တယ်ခေါင်းရမ်းပန်းတွေတာရဲ့ပြောသည်မှာဟုတ်ပါတယ်ညနေနေဝင်ပြီး၍မောင်ပြိုးချိန်မှာရွာဝင်မှာရဲနီစွာပွင့်နေကြတောရွာအများစုမှာခေါင်းရမ်းပန်းအားမတာပန်းကိုခေါ်ကြပြီးတော့အလောင်းပြင်စရာမှာသုံးတဲ့အတွက်အတော်များများခေါင်းရမ်းပန်းကိုရွာပြင်မှာသာတွေးရှိနိုင်ပေတယ်ဒါပေမဲ့အခုဘိုးတင်တို့ရောက်နေရွာကခေါင်းရမ်းပန်းကိုရွာဝင်မှာတင်တော်တော်များများတွေးရလီအားလုံးအံ့ဩလို့သွားကြပါတယ်အဲနောက်သူတို့ကတယောက်မျက်နှာတယောက်ကြည့်ကအချင်းချင်းမင်းကိုအချက်ပြပြီးတော့ရွာထဲကိုဝင်သွားလိုက်ပါလိမ့်တယ်သူတို့ဝင်သွားတဲ့မြူကိုများရစ်တိုင်းလာပြီးတော့ရွာဝင်ခေါင်းရမ်းပန်းများသာမကရွာဝင်လမ်းမှာပင်တဖြည်းဖြည်းဖုံးလွှမ်းလို့သွားပါလိမ့်တော့တယ်
တစ်ပင်များအုံဆိုင်နေတဲ့ရွာထဲမှာမြူကိုများမှိုင်းနေပြီးတော့လမ်းမေးရှိနေများကိုပဲမမြင်ရတော့ပြီအဲရွာထဲမှာရွာလေလမ်းမှာတော့ဘိုးထင်တို့၃ယောက်လမ်းလျှောက်နေကြနီကက်ကရှိနေပြီသားအချင်းချင်းဝိုးဝါမြင်နေရပြီအဒီဝင်းကျင်မှာတော့ဘာရှိလို့ရှိမှန်းသူတို့မမြင်ရမသိရတော့ပြီဘေတူကအတန်ခတ်အောင်နေသူ၏နဘေးမှာရှိနေကြတယ်ဘိုးထင်နဲ့တာရီယာစကားဆိုလိုက်ဟဲ့လေငါတို့ရွာထဲမဝင်ခင်တော့ကနည်းနည်းလင်းပါသေးတယ်ရွာထဲကတော့ဘယ်လိုလုပ်အခုလိုမှောင်သွားလဲပြီးတော့မီးကိုးတွေရောလားလို့ဟမ်မီးကိုးမဟုတ်ဘူးကွာမင်းဆွဲကောင်လည်းစင်မန်းမသိလင်မန်းမသိဒါမြူကိုးတွေဟာလားအဲ့ဆိုငါတို့ဘယ်လိုလုပ်ကြဘယ်သိမလဲကွာမဟုတ်စိတ်ဖြူပဲရွာရှိတဲ့သွားဆိုတို့လဲသွားတာပဲဟောအားလည်းဟုတ်တာပဲငါတို့သွားနေတာရွာလန်းတိုင်းပဲအရှိကိုပေါက်မယ်ထင်တာမဆက်သွားကြတော့ပေါ့ကွာနော်အေးသွားတာပေါ့ပုံမှန်တော့မဟုတ်မြင်နေမလားမင်းတို့သတိဝဲရတဲ့နေကြအောင်ပေတူမဟုတ်စိတ်ဖြူနတ်ကျိုးနဲ့ငါလည်းပဲချီတင်ချီတော့လေကွာဘိုးလေးပါသူ့နဘေးမှာရှိနေပေတူကအတန်ခတ်အောင်နဲ့စကားဆိုလိုက်ရာပေတူကခေါင်းကိုခါရမ်းလိုက်ပြီးတကောင်ကျော်ဘဝေးပါသေးတယ်ကွာငါကြိုးချီလိုက်မလွတ်မလက်ကြီးဖြစ်နေဦးမယ်ရွာမရောက်ချီမယ်ကွာနော်မင်းတို့သဘောပဲသတိနဲ့လည်းရှောက်ကြအောင်ငါပြင်ကွာငါကူမကတ်နေကောင်အပြင်ထုတ်ပြီးအသေးတပ်ပြည့်ချင်ဘလို့များစီရင်ထားလဲမသိဘူးအန်အောဒီစီုံစီရင်လူကတုံတော့မဟုတ်တော့ဘူးကွာတုံမဟုတ်လို့မဟုတ်စိတ်ပြီးတော့မနိုင်တာပေါ့ကွာကဲဟောဆက်သွားပေတူတိုင်းနဲ့ဘိုးထင်တို့တောင်းကမောင်မဲနဲ့လမ်းတိုင်းဘာစကားမှထပ်ပြောပဲလမ်းလျှောက်လို့သွားလိုက်ကြချိန်တော်ကြာသွားသည့်တိုင်ရွာပြင်ကိုမရောက်သေးပဲရှိနေတယ်ဘိုးထင်ကအပေါ်မောကြည့်လိုက်တဲ့အခါအမောင်တို့ကစိုးမိုးနေပြီးတော့ကောင်းငင်မှာကျဲများဝင်မမြင်ရလေဟာကျန်တဲ့နှစ်ယောက်ကအတန်ခတ်အုပ်ဖြင့်သတိပေးလိုက်ပါလေဟဲ့အောင်လေတခုတော့လွဲနေပြီကွာဘာလို့ဘိုးထင်ဘာမှလည်းမင်းတို့ခေါင်းအပေါ်မောကြည့်လိုက်လေဘိုးထင်စကားကြောင့်ပေတူနဲ့တာရီတို့လည်းအချင်းချင်းခေါင်းမောပြီးတော့အပေါ်ကိုကြည့်လိုက်ကြအဲတော့သူတို့နှစ်ယောက်ကဘိုးထင်ကနားမလည်နိုင်စွာနဲ့စကားဆိုလိုက်ပါလေမင်းကလည်းမှောင်မဲနေအောင်ဘာကြည့်ခိုင်းတာလဲဟုတ်တယ်ကွာမှောင်နေဘာမှမမြင်ရတာမင်းတို့အဲ့ဒါခတ်တာပတ်ဝန်းကျင်သိထားအကဲခတ်ကြည့်လေကွာဘာတွေကဲခတ်မှာမင်းတို့ကောင်တွေနှစ်ကောင်လေပစုံအုံနောက်တွေကောင်းနေမှာအုံနောက်မရှိပဲမက်ဆီမရှိတဲ့ကောင်တွေပဲဘိုးထင်စကားကြောင့်ပေတူနဲ့တာရီတို့မှမကျင်မနှက်ဖြစ်သွားပြီးတော့ပေတူမှာဘိုးထင်ကကွန်းတုံပြန်လိုက်လေတယ်ဒီကောင်တော့ငါတို့လာပြီးတော့ပစုံအုံနောက်တွေပါလာရှောက်နေဟမ်နတ်ကျိုးနဲ့လဲကွင်းဆိုပြီးစွဲခေါ်သွားဘာမှနေနေမင်းဟုတ်တယ်ပေတူဒီကောင်ငါတို့စော်ကားနေတာမင်းတို့လည်းစော်ကားကျင်ကြလေကွာကြည်အောင်ပတ်ဝန်းကျင်မှာတော့တိတာနေမင်းတို့ဘာသတိမထားမိဘူးလားဟမ်ဘာသတိထားမှာတော့ကွာအမောင်လူထဲမှာလမ်းရှောက်နေဒါပဲလေတော်တော့ကွာအဲ့ဒါကြီးခတ်တော့မင်းတို့မင်းလက်ကိုထုတ်ကြည့်လိုက်ဘိုးရင်းစကားကြောင့်ပေတူနဲ့တာရီကသူတို့၏လက်များကိုရှေ့ကိုဆန်တန်းလိုက်ကြအဲနောက်သူတို့ကနားမလည်နိုင်စွာနဲ့ဆက်ပြီးတော့မေးလိုက်ပါလေလက်ကြီးတိုင်းဘာလို့ရမလဲမင်းအခွက်ရရမှာလားငါတို့ဟဲ့အောင်ပေတူမင်းသေးချာကြည့်လေလောက်မှောင်နေနေမှာငါတို့ရဲ့ခန္ဓာကိုယ်တွေဘာလို့မြင်နေရမြူတွေကိုလည်းမြင်နေရတယ်အဲ့မဟုတ်သေးဘူးလေတို့နဲ့လည်းလှမ်းသွားရင်အကုန်မှောင်မဲနေရငါတို့နေရာလေးနဲ့အလေးနည်းနည်းရနေအဲ့ဒါပုံမှန်လားပြောဘိုးရင်းစကားကြောင့်ပေတူနဲ့တာရီကသူတို့၏လက်နဲ့ဘေဘီဝဲရကိုကြည့်လိုက်ပြီးဟုတ်တယ်ဘိုးရင်းမျိုးမှသတိထားမိငါတို့တော့နားလေးပဲနည်းနည်းမြင်နေရတာဟုတ်တော့မဟုတ်သေးဘူးငါတို့နားမှာမြူရီလာဆိုင်နေတကယ်သူဘလို့နီးပဲဖြစ်ဘေးကအိမ်တွေကိုပါဝိုးထွားတော့မြင်ရမှာလေဟုတ်တယ်ကွာဘာလဲငါတို့ဒီပထန်းဆန်းနဲ့တွေ့တော့မှာလားမိမိတော့ပထန်းဆန်းနဲ့တွေ့ရဟမ်အခုကပုံမှန်လုံးဝမဟုတ်ဘူးဘိုးရင်ငါတို့ဘလို့လုံးကြဟောထောင်ချောက်မိသွားလားဘာလဲအခုတာရဲ့မင်းကိုဘိုးရင်မှာလေးနဲ့ထွေးလိုက်ပြီးတော့လမ်းနေတဲ့ခြေလမ်းမြောက်ကိုရက်ပြီးတပတ်ချက်မှပေတူးနဲ့တာတို့ဤပကုံးကိုဆွဲကာသူတို့ကိုပါထိုင်စီလိုက်ရုံးကွာဒါတော့လုံးဝမဟုတ်သေးဘူးဘာတော့ဘိုးရင်မင်းဘလို့ကြံသားလို့လဲမင်းတို့ကမီးခတ်ပါလားပါတယ်လေဟုတ်ရဆိုငါအဝေးထဲကိုမီးရှို့ပြင်မယ်ကွာဘလို့လဲငါလည်းအင်ကြီးပါလားရော့ငါအင်ကြီးကိုပါရှို့ကြည့်သူတို့တော့ကလွယ်ထဲမှာအင်ကြီးကိုစီကိုထုတ်လိုက်ပြီးတော့တာကြီးမှအင်ကြီးအားစားတွေမီးရှို့လိုက်အင်ကြီးမီးရှို့လိုက်တဲ့အတွက်အနေငယ်တောက်လောင်သွားတဲ့မီးခဲကပတ်ဝန်းကျင်ကိုအနေငယ်အလင်းအောင်ပေါ်သွားပြီးတော့ပတ်ဝန်းကျင်မှာမြေပုံတချို့နဲ့အုတ်ကူများကိုသာဝိုးထွားမြင်တွေ့လိုက်ရပါတယ်အဲနောက်သူတို့ကနောက်ထပ်အင်ကြီးနဲ့ထရားမီးရှို့လိုက်တဲ့အခါသူတို့ကတင်းချိုင်းကုန်းတွင်းရောက်နေအောင်ပို့ပြီးတော့သတိထားမိသွားကြပြီးတာကြီးမှအတန်ခတ်အုပ်နဲ့ကြံတဲ့နှစ်ယောက်ကိုစကားဆိုလိုက်ပါလေတယ်ရောက်နေချင်းနေတော့မှန်ဦးကွာငါတို့ရွာထဲဝင်လာဘလို့လို့အုတ်ကူမြေပုံကြားထဲရောက်နေတော့တူတူလာတာငါတို့ကခွီးလို့ပြောတတ်မှာလားပတိဥတွေတူတူပဲဟောအေးလေမင်းဆွဲကောင်းလဲဘိုးတင်ပြောလဲပြောချင်စရာပဲတာရီတယောက်သူမြင်တွေ့လိုက်ရသည့်ຢာများကိုမယုံကြည်နိုင်ဖြစ်နေ၍ညင်းညူနေစဉ်ဘိုးတင်နဲ့ပေတူးမှမကျေနပ်ပြောဆိုလိုက်ပြီးတော့မျက်နှာမသားမညာနဲ့ဘိုးတင်နဲ့ပေတူးကိုကြည့်ကအတန်ခတ်မာမာနဲ့မေးလိုက်ပါလိမ့်တယ်ကဲခုအဲ့ဆိုငါတို့ဘလို့လုပ်ကြဘာလို့မှလဲလာမယ်ပြီးပြေးတွေ့ရမှာပေါ့မုံစိတ်ပြောတဲ့ပထန်းဆက်ဆိုတာဒီတင်းညရဲ့မသားတွေပြောရလားမသိဘိုးတင်မင်းအဲ့လိုမပြောပါနဲ့ကွာမုံစိတ်ပြောတကယ်ပထန်းဆက်ရှိလို့ပြောတာနေမှာပါဟာတော်တယ်မှာကွာထက်လန်းဘိုးတော်တွေကသူတို့လိုရင်သာငါတို့ကိုခိုင်းတာငါတို့များအကူညီလိုရင်တခါမှချောမွေးမဖြစ်ဘူးငါလည်းအောက်လန်းဖြစ်ပြီးဒီဘိုးတော်နဲ့ဘလို့များရေသက်ဆုံနေတယ်မသိပါဘူးဘိုးတင်ကြောင့်ညီညွေနဲ့ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်အဲ့လိုသူကဲခတ်ကြည့်နေတဲ့အမောင်ရင်ထဲမှာမီးကြီးကဲလာနီးကပ်လာတဲ့မျက်လုံးများတစ်ပြေးနဲ့တိုးလို့လာပါလေအဲ့ကြောင်မြင်တဲ့ကဘိုးတင်ဟာတယောက်ကိုတယောက်ကြောကတ်နေဖို့အတွက်သတိပေးလိုက်ပါလေဟောင်းနေကြောကတ်ပြီးတော့နေကြကြောကတ်ကြအားလုံးကြောကတ်နေခြင်းဘိုးတင်မှာကြံတဲ့တာရင်နဲ့ဘေတူကစကားအုပ်အုပ်နဲ့ဆိုလိုက်ပြန်ပါလေတယ်
ဟေ့ဒီဘက်လမ်းမှာတော့ဘာမှမတွေ့ရပေတူမင်းပြေးမလားဘာလို့ပြေးရမှာလို့မင်းတို့ကလည်းခွင်းရအောင်တယောက်တော့ပြေးရမလဲတာကြီးမင်းပြေးမလားဘိုးရင်ကတာကြီးကမေးလိုက်တဲ့ကတာကြီးကခေါင်းရမ်းလိုက်ပြီးတော့ငါပြေးဦးအောင်ပေတူမင်းပြေးမင်းလို့ဖို့အရေးကြီးမင်းဒီမှာမုန်းစိတ်နဲ့နှက်ကြိုးရှိရမလားငါ့ဘေးပေတူကသူ့လွယ်ထဲမှာနှက်ကြိုးကတာကြီးလွယ်တဲ့ထည့်ပေးနေအတန်ခေါင်းနဲ့ညင်းလိုက်လေတဲ့ငါပြေးဦးတော့ဟျောက်နေမင်းကရှာရှိတယ်ဟိုမှာတာနေမင်းမတွေးနေမဟုတ်ဘူးမြန်ပြေးဘိုးရင်ပြောတာဟုတ်တယ်အဲ့ဘက်လွတ်နေခုချိန်ဘိုးရင်လုံးဝအားကိုးလို့မရဘူးပြေးမှသာပြေးဟာမပြေးဘူးကွာတူတူပေါ့ဟာမင်းကလည်းငါတို့ရဲ့စကားနားမထောင်ပြေးကွာပြေးပါစို့တာကြီးမအတင်းနေတယ်လို့ဘိုးရင်ဒီလည်းအတင်းနှင်လေတယ်အဲ့ချိန်ပေတူရဲ့ခေါင်းဒီလည်းမူးဝေသွားတယ်လို့ဖြစ်သွားပြီးတော့နောက်ထပ်မြည်သည့်စကားပါဆက်မဆိုတော့ပဲဘိုးရင်ပြေးခိုင်းတဲ့လမ်းကိုပြေးလေတယ်သူပြေးမကြသောချိန်တွင်မှာတော့မျက်လုံးหนีရဲနေတဲ့မှာကောင်းဆိုးအားတို့ဒီလည်းဘိုးရင်တို့အနာတဖေးဖေးနဲ့တိုးကတ်တဲ့အကောင်များလဲတိုးကတ်ပေးတယ်ပေတူရဲ့နောက်ကိုလိုက်ပါသွားတဲ့အကောင်များလဲလိုက်ပါသွားကြလေတော့တယ်ဘိုးရင်ရဲ့စိတ်ကိုင်းမှုကြောင့်အသက်လူပြေးလာတဲ့ပေတူကဘယ်နေရာကိုရောက်လို့ရောက်မှန်းမသိဖြစ်ခလုတ်တိုက်ပြီးတော့လဲပြိုတော့လဲပြန်ထပြီးတော့ပြန်ပြေးရမှာပြေးနိုင်တော့တဲ့ဆိုတောရိုင်းမြများကြားထဲမှာပက်လက်လန်ပြီးတော့အသက်အားလိုက်ဖို့စွာပင်ရှူလို့နေပါတယ်သူကအသက်လူပြေးလာအတွက်ကျန်တဲ့ပေတူနဲ့တာရီတို့ကဘယ်နေရာကိုရောက်လို့ရောက်သွားမှန်းမသိဘူးထူးဆန်းတဲ့နေရာမှာမကောင်းဆိုးများလိုက်လာသဖြင့်အသက်လူပြေးကြရင်ယခုကဲ့သို့မြတ်တော်များကြားထဲကိုရောက်နေခြင်းဖြစ်ဆက်ပြီးမပြေးနိုင်တော့ပဲမြတ်တော်များကြားပုံနေခြင်းသူဤပပတ်လေမှာအော်တန်များနဲ့မျက်လုံးหนีရဲပြီးတော့ကိုခန္ဓာကြီးမားတဲ့မကောင်းဆိုးများဝိုင်းပြီးတော့တဖြည်းဖြည်းတိုးရီလာနေအောင်သူကောင်းစွာသတိထားမိလိုက်တယ်ဒါပေမဲ့ဘေတူးကြောင့်နောက်ထပ်ထွက်ပြေးဖို့မတွေးနိုင်တော့ပဲအခုရောက်နေနေရာမှာသာဒိုးတိတ်တိတ်နေပြီးတော့ပုံအောင်နေဖို့သာဆုံးဖြတ်လိုက်သူကမကောင်းဆိုးများကိုတတ်လူကသေးပါစီနောက်ထပ်အမောမခံနိုင်တော့ဘူးဆိုတဲ့စိတ်နဲ့မျက်ရိုင်းတော်များထဲမှာပက်လက်လန်မြဲလှန်နေလိုက်တိမ်များကြားပုံအောင်နေတဲ့ကျဲများနေလာတော့တဖြည်းဖြည်းထွက်ပေါ်လာပြီးတော့ဘဝင်းကြီးမှာရှိတဲ့မြက်ပေများကိုအတိုင်းသားမြင်ရတဲ့အနေထားကိုရောက်လာလေရာဘေတူးတယောက်တပ်ပြင်းကိုလေးပင်သွားချပြီးတော့သူ့နားကိုမကောင်းဆိုးကောင်များရောက်မလာဖို့အတွက်သာကြိတ်မိတ်ပြီးတော့ဆူတောင်းလို့နေပါလိမ့်တယ်ဒါမဲ့သူရဲ့ဆူတောင်းကတော့ပြည့်မြောက်ခြင်းမရှိပါဘူးအเจ้าမှာသူရှိနေမြန်အတော်များအနာကိုမကောင်းဆိုးရတို့ကကြောင်းမပွဲအတန်များပေးပြီးတော့တဖေးဖေးနဲ့ဒိုးကတ်လာခြင်းကြောင့်ဖြစ်အတန်များနီးလာတာကိုကြားတဲ့ဘေတူးရဲ့အသက်ရှူတန်များပြင်းလို့လာပါလိမ့်တယ်သူဤစိတ်ထဲမှာလည်းငါမပြေးပဲနေခဲ့ရင်ကောင်းသားကိုတွေးနေမိတကယ်လို့များတေခဲ့ရင်တာနဲ့ဘိုးရင်နူးနဲ့တူသေးချင်တာအကောင်းဆုံးဖြစ်ပြီးတော့တေမာကိုကြောက်တဲ့စိတ်ကိုယခုလောက်မရှိတော့ဘူးလေတွေးနေမိအတော့မောပန်းဒီမို့လို့ပြေးလွှားခြင်းကမစွမ်းသာတော့ပဲမကောင်းဆိုးရများတိုက်၍တေလူကသေးပါစီတော့ဟုဆိုစိတ်ကိုစုံးဖြတ်ကမျက်လုံးကိုမှိတ်ထားလိုက်ပြီးတော့လာမိဘေးကိုတွေးရန်အတွက်စောင်းဆိုင်လို့နေပါလိမ့်တော့တယ်သူရှိရမြတ်တော်များကြားတဲ့ကိုမဲနှံ့နေတဲ့ကိုခန္ဓာရှိပြီးတော့မျက်လုံးမှာမီးကြည့်ခဲလာရဲနေတယ်မကောင်းဆိုးရကောင်များရှေ့ကိုတဖြည်းနဲ့တိုးကတ်လို့လာသလိုဒရိဆန်များကဲသို့အော်သည့်အတန်များလဲကျဲလောင်သွားထွက်ပေါ်လို့လာနေတယ်ပေတူးကမျက်လုံးကိုမိတ်ထားတယ်သူ့နီးကိုမကောင်းဆိုးရများကတ်လာတာကိုသတိထားမိဒါပေမဲ့မျက်လုံးကိုပြန်မဖွင့်တော့ပဲငြိမ်၍သာနေတယ်မကောင်းဆိုးများသည်လည်းဇားဆနီးလာပြီးတော့သူရှိတဲ့မြိုင်တော်နီးနာကိုရောက်ချိန်မျက်လုံးမိတ်ကသေဖို့အတွက်စောင်းဆိုင်နေတယ်မျက်လုံးမိတ်ထားတဲ့အလွန်စွာမှတောက်ပနဲ့လင်းနှန်းတစ်ခုသူ့နားရောက်ရှိလာတော့သတိထားလိုက်မိအဲ့လင်းနှန်းရောက်လာမှုနဲ့တူမကောင်းဆိုးများ၏နာကျင်စွာအော်တန်ကထွက်ပေါ်လို့လာပြီးတော့လွန်စွာမှကြောက်လန့်နေအတန်များဝေးရာကိုထွက်ပြေးလို့သွားကြသည်ကိုလည်းဘေတူးသတိထားမိလိုက်ဒါကြောင့်သူကမျက်လုံးဖြည်းဖြည်းချင်းဖွင့်လိုက်ရာကောင်းကင်မှာထုံးလင်းနေတဲ့လအနောက်ခံထားပြီးသူ့အားငုံကြည့်နေလူကြီးတယောက်ကိုမြင်လိုက်ရတယ်အရေးကြတဲ့အတွက်အဲ့လူကြီးကမြည်သူမျိုးအဖြစ်မှန်းကိုဖြင့်ဘေတူးကောင်းစွာမသိနိုင်ပဲဖြစ်နေခြင်းသူဟာကြည့်နေလူကြီးမှဥစွာစကားဆိုလာပါလိမ့်တယ်ကောင်းလေးဘလို့လဲကွာတယောက်တည်းဒုက္ခတွေတွေ့နေပါလားအတန်ကြောင်းတဲ့ကဘေတူးတယောက်အံအောင်လို့သွားပြီးတော့နှုတ်မှလည်းအတန်ခတ်ချေရေရွတ်လိုက်မိပါတယ်ဘိုးတော်ဟုတ်တယ်ငါဘိုးတော်ပဲမင်းတို့တွေမိစ္ဆာတော်ဝင်ခဲ့မိတာထင်တယ်မိစ္ဆာတော်ဟုတ်လားဟုတ်တယ်အဲ့ဆိုဘိုးတွေနဲ့တာရီတို့ဘလို့လုပ်မလဲမင်းသူတို့နဲ့ဘလို့ကွဲသွားတာလဲသူတို့ညောင်ကျုပ်အတင်းပြေးခိုင်းတာကျုပ်ဒီကောင်တွေကိုပြန်ချမယ်ဆိုတော့မရဘူးဘာမှစိတ်ဘူးနဲ့သူတို့ဘာမှဖြစ်ပါဘူးဘိုးတော်ဗျာမကောင်းဆိုးရတဲ့ကျုပ်ပြီးတော့လိုက်လာသူတို့ဆိုပို့ပြီးတော့ဆိုးမှာမင်းစိတ်မှုစမ်းပါနဲ့ငါပြောတာကယုံလိုက်ကဲငါတို့ဟိုးနာညောင်မရောက်ကိုသွားရအောင်လာဟာဘိုးတော်လည်းဘယ်ဖြစ်မလဲဗျာကျုပ်ကောင်တွေဒုက္ခရောက်နေပါကျုပ်သွားပြီးကူညီရမှာပေါ့ဘိုးတော်လှုပ်ဗျာကျုပ်နဲ့တူလိုက်ပြီးတော့ကူညီပါအောင်ဘေတူကအဲ့နေရာမှာပြောဆိုဆိုလေးလေးပင်ပင်ဟန်ဖြစ်မတ်တက်ရက်လိုက်ပြီးတော့ဘိုးတော်ဆိုရဲ့လက်ကိုဆွဲကသူပြေးလာတဲ့လမ်းဘက်ကိုဦးတီလိုက်ဒါပေမဲ့ဘိုးတော်ဆိုဒီကဘေတူလက်ခါထုတ်ပြီးတော့ဆက်ကစကားဆိုလိုက်ပါတယ်ကောင်းလေးမင်းငါ့ကိုတော့မယုံတော့ဘူးလားငါဘာကောင်လဲဆိုတာမင်းသိပါတယ်အဲ့ဒါနောက်မှပြောဗျာကျုပ်ကောင်တွေတီကုန်လိမ့်မယ်အဲ့ဒါဆိုမင်းကအဲ့မှာမနေခဲ့ပဲဘာလို့ပြေးလာမဟုတ်ဘူးကျုပ်နေခဲ့ဘူးပဲဟိုကောင်တွေကတင်းပြေးခိုင်းတာပြီးတော့ကျုပ်ဘလို့ဖြစ်သွားမှမသိဘူးခြေဦးတယောက်ထွက်ပြေးလာမိတယ်ဗျာကျုပ်တေးဖို့ကြောင်ခဲ့မိတယ်ဘေတူးမှာသူဤပါ3-4ချက်များဆင့်ရပြီးတော့အဲ့လိုဖြေးလာရာဘိုးတော်ကဘေတူးကခေါင်းကိုပြန်နေတာကိုဖမ်းကကြည့်ပြီးတော့စကားဆိုလိုက်ကောင်းလေးမင်းကောင်တွေဘာမှမဖြစ်ဘူးဆိုတာငါအသက်နဲ့လဲပြီးအာမခံမင်းတို့မုန်းစိတ်ပြီးနတ်ကြိုးပေးထားတယ်မလားဘိုးတော်အဲ့ကိစ္စဘလို့သိတာလဲငါမေးတာသာဖြေစမ်းပါပေးထားတယ်ဘိုးတော်ကိုအဲ့ကြိုးဗမာလဲဘေတူးကသူထားမယ်ဆိုတာနဲ့ကျုပ်ပေးလိုက်တယ်အေးအဲ့ဒါကြောင့်ဘာမှမဖြစ်ဘူးလို့ပြောတာမင်းတို့ရှာနေတဲ့ပဋ္ဌာန်းဆက်ဆိုတာငါပဲမုန်းစိတ်ပြောတဲ့ပဋ္ဌာန်းဆက်ဆိုတာဘိုးတော်
ဟုတ်တယ်မင်းကတော့လိုက်ချင်တယ်လို့မင်းငယ်ငယ်တုန်းကပြောခဲ့တယ်နော်အခုရောမင်းကတော့လိုက်ချင်သေးလားဘိုးတော်ဆိုရုပ်တဲ့ပြောစကားကြောင့်ပေတူးတယောက်ဘလို့ပြန်ပြောရမှမသိဖြစ်လို့သွားအားကြောင့်သူကတပ်ပြင်းကိုအချိန်ချင်းချလိုက်ပြီးကျုပ်ဘာပြောမှမသိဘူးခုတော့မင်းဘာမှမပြောသေးနဲ့ကဲတို့ညောင်မရောက်သွားကြတာပေါ့ဘိုးတော်ဆိုမှအဲ့လိုပြောပြီးတော့ရှေးမှာဥဆောင်ကထွက်သွားတဲ့အတွက်ပေတူးလည်းနောက်မှလိုက်သွားလေတယ်သူတို့ရှေးမှာတော့ကြီးမားတဲ့ညောင်မင်းတစ်ပင်ရှိနေပြီးတော့ညီညာပြန်ပြူးလို့နေပါတယ်ရှာမီရိုင်းကြီးကြားမှာတပင်နဲ့တီတီရှိနေတဲ့အတွက်လာရအောင်အောက်မှာတော့အဲ့ညောင်မင်းကြီးမှာအထင်းသားဖြစ်နေလေတယ်ပေတူးကအဲ့ညောင်မင်းကြီးကိုကြည့်နေသူရှေးမှာသွားနေတယ်ဘိုးတော်ဆိုကစကားဆိုလိုက်ပါတယ်ဘိုးတော်ကျုပ်စောအဲ့ပင်ယူမမြင်ဘူးအခုဘယ်လိုလုပ်ပေါ်လာလဲမင်းသေးချာမကြည့်လို့မမြင်တာနေမှာပါဒီလောက်ကွင်းမြင်နေပြေးလာအဲ့ဒီပင်လောက်တော့မြင်ပါတယ်ဘိုးတော်ရာကဲလာအဲ့ဒီပင်အောက်မှာပဲမင်းကောင်နှစ်ယောက်ကိုစောင့်ကြတာပေါ့ဘိုးတော်ပဲသေးကြတော့ကျုပ်ကောင်ကြီးသေလို့မရဘူးဗျစိတ်ချမင်းကောင်ကြီးဘာမှမဖြစ်စေရအောင်အခုမင်းစီလာတယ်ဆိုတော့လဲမင်းနဲ့ငါပထမ်းဆက်ရှိလို့လာတာကောင်းလေးမင်းငါနောက်လိုက်ဖို့အသင့်ဖြစ်တော်မယ်မလားအဲ့ဒါကြီးကျုပ်နောက်မှပြောမှာဗျာဘိုးရင်လိုလိုက်ဘိုးရင်ကိုယ်ထဲမှာကောင်းဆိုတော့ဘိုးတော်နှိမ့်နှင်းပေးသမ်းပါပေတူးမှအဲ့လိုပြောတော့လဲဘိုးတော်ဆိုးကခုံလုံးမြန်ချင်းမရှိပဲရှေ့မနေပြီးညောင်မင်းစီကိုသွားနေလေဟာပေတူးဒီလဲဘိုးတော်နောက်မှသာနောက်ထပ်မြည်သည့်စကားမှပြောပဲလိုက်ပါသွားလိုက်ပါလေတော့လေမောင်မဲနေနေရာတစ်ခုမှာဖျားတဲ့ချက်စာလင်းအောင်လေးသာရှိပြီးအဲလင်းအောင်ထဲမှာမြူများဆိုင်နေပြီးတော့လူနှစ်ယောက်တို့ကြောပေးလို့ရက်လို့နေပါတယ်သူတို့၏ဘေးပတ်ဝန်းကျင်မှာတော့အမောင်ထဲမှာနေရဲနေတဲ့မျက်လုံးများမှာရှေးကိုတပြေးတိုးလို့လာနေတယ်ကြောချင်းကတ်ထားလူနှစ်ယောက်မှာဘိုးထင်နဲ့တာရီတို့ဖြစ်ပြီးတော့ဘိုးထင်ကအတန်ခတ်အုပ်နေသူ၏နောက်ကျောမှာကတ်နေတာရီဟာစကားဆိုလေတယ်တာရီမသိရင်ပြဆက်ကနိုင်ကြတာငေါနားလေးပဲတော့အလင်းအောင်ရနေလို့ရေးတယ်မင်းပြောင်ချော်တွေပြောနေသေးမင်းကလည်းငါတကယ်ပြောနေရဒါနဲ့ဟိုကောင်ပေတူးအခြေအနေရောအစီအပြေလောက်လာမသိသူ့နောက်မကောင်းဆိုးလိုက်သွားတယ်ကွာအေးကွာဒါနဲ့ဘိုးထင်ငါတို့ဒီကောင်ကြီးလက်ထက်လွတ်ပါမလားငါတို့ဘယ်နေအောင်ရောက်နေရလဲဟိုးစိပ်ပြောငါတို့လှည့်စားလိုက်တာလားမသိဘူးနော်ငါလည်းပြောတယ်ကွာတတ်နိုင်တယ်တော့ချတာပေါ့ဒါပေမဲ့မင်းပေတူးကိုဘာလို့အတင်းပြေးခိုင်းလိုက်တာလဲတိုင်းမှာဘိုးထင်ကမေးလိုက်ရဘိုးထင်ဒီလဲခေါင်းကိုငိုင်းဆိုင်ကြပြီးတော့ပြန်လဲမေးလိုက်ပါတယ်မင်းရောဘာလို့ပြေးခိုင်းလိုက်တာလဲငါတို့ရှင်းနေအဲ့ကောင်ငါနဲ့တွဲလို့သာအခုလိုတွေဖြစ်နေတာဒီကောင်ဆက်တမျိုးကွာအားကြောင့်ငါပြေးခိုင်းလိုက်တာမင်းပြောတာမရှိဘူးဘာပြောချင်တာလဲဒီကောင်ငါတို့လိုအောက်လိုင်းပညာတွေပါလေစိတ်ဝင်စားလို့ကွာမင်းသိတဲ့အတိုင်းပဲအေးအဲ့တော့ဟုတ်တယ်ငါလည်းအားကြောင့်ဒီကောင်ပြေးခိုင်းလိုက်တာငါတို့နဲ့ရောမသေးစေချင်လို့ကွာတို့ပြေးခိုင်းလိုက်တာဟုတ်ပါပြီငါတို့ရင်သူသေးနေမလားပဲဟမ်မင်းကကွာပါဇက်ပုတ်ကြီးနဲ့ပေါက်ကြရရှောက်ပြောနေရဖတ်လွဲပါသည်ကြောပါသည်ဘိုးတင်အားလို့ပြောလိုက်ပြီးတော့သူတို့နားကိုတွေးနေတိုးကပ်လာပြီးတော့အလင်းရောင်ခတ်မိန်ရနေရာကိုဥစွာဝင်လာတဲ့မကောင်းဆိုးတကောင်မြင်လိုက်ရသူ့လွယ်ထဲမှာအစီရင်တစ်ခုနဲ့လမ်းပေါက်လိုက်ရကုန်းကွာဟန်ဖြင့်သူတို့ထံတိုးဝင်လာတဲ့မကောင်းဆိုးကောင်ရဲ့ခေါင်းကိုပြစ်ပေါက်လိုက်ရမကောင်းဆိုးကောင်ကငဲတန်းပါအောင်အော်ဟစ်ပြီးတော့စုပ်သွားခဲ့ဒါမဲ့တကောင်ပြန်ဆုပ်သွားနေနောက်ထပ်တကောင်ထပ်ဝင်လာရဘိုးတင်အစီအများစီလည်းမတက်တာတော့ပြီစီအများကုန်းတဲ့အခါဘိုးတင်ကြောင့်မန်တန်ကိုရွတ်ဖတ်လိုက်ဒါမဲ့မြည်သည့်ထူးခြားမှုမှမရှိပဲမကောင်းဆိုးများသူ့နားကံမြဲကတ်လာရတာကြီးမှာကပန်းကရန်သတိပေးလေတယ်ဘိုးတင်မေးကျွန်းနဲ့ဘာမှမထူးတခုလုံးဘာဖြစ်တာလဲမသိဘူးကွာငါပညာတွေဘယ်ဟုတ်ကုန်တာလဲမင်းတော့မသိတာငါဘလို့သိပါလဲလို့မင်းကပြောပါတာငါ့ကိုတင်မေးထားပါဆိုအခုတော့ခွေးပြတော့မယ်ပေတူကအသိမှမသိနေတာလေကွာ तू မသိနေတဲ့ငါအသိမေးပါလားလို့အဲ့ကောင်ဘိုးတော်ယူနေကောင်ဆိုမင်းသိရသားနဲ့ရေးတယ်မင်းငါ့ကိုအပြစ်ပြောနေပြန်ပြီငါ့ကိုတိုက်တဲ့အောင်လဲကောင်တော့ငါပညာထုံးမြတာကွာဒီကတော့တို့ခံရပြီထင်တယ်တာကြီးဟမ်ခံတော့မှာဘောကွာမင်းကမှမသိမေးတာသေရေးပဲလားကြောချင်းကတ်နေတဲ့ဘိုးတွေနဲ့တာကြီးတို့ကစကားများလို့နေကြတာကြီးဒီက तू သိနေတဲ့အောင်လဲမင်းကြောင့်မသိပေးတာကြောင့်စိတ်ဆိုးနေခြင်းဖြစ်တာကြီးစိတ်ဆိုးနေအောင်သိတဲ့ဘိုးထင်ကသူတို့နားကိုဝင်လာတဲ့ခွေးလိုလိုမကောင်းဆိုးဝါကောင်များကိုရှိသမျှအစီရင်နဲ့ပြည်ရင်သူ၏ကြောကတ်ထားတယ်တာကြီးကချောလိုက်ပါတယ်တာကြီးငါတို့ဒီမှာမသေးလို့ရှိရင်မင်းကငါပညာသင်ပေးမယ်ကွာတကယ်သင်လို့လည်းရမှာမဟုတ်သေတော့မှာငါတို့မင်းကလည်းကွာအားလျှော့တာကြာနော်ယောက်ျားတို့ဆိုသေကားမလျှော့တယ်ကွာမင်းကလည်းအေးမင်းကအဲ့လိုပြောနော်ခွေးလိုလူကောင်လေးတွေနဲ့တော့ကြွားလဲနေမင်းဟိုက6000လောက်အရက်လောက်ကြီးနေဆိုငါတို့သေတော့မှာကွာတော်သေးအဲ့ကောင်နဲ့မင်းဘက်ကြီးလာနေလို့ငါဘက်သားဆိုငါဘာလို့မှမသိဘူးတိုင်းပြောတဲ့ခါမှာဘိုးတင်ကြောက်တတိထားမိသွားသူတို့အနာဝင်လာတဲ့ခွေးလိုလူမကောင်းဆိုးဝါကောင်များရဲ့နောက်မှာဒီရဲနဲ့မျက်လုံးနှလုံးကြီးချင်းအဖြစ်အဲ့ဒီမကောင်းဆိုးဝါကောင်ကြီးများရဲ့မြင်မားတဲ့အရာမောင်းကိုခံမှန်းမိလေတယ်တိုင်းမှာပြင်သေးလူလို့သဘောထားခြင်းအစီရင်ကုံသွားတဲ့ဘိုးတင်ကတပင်းရှည်ကြီးချလိုက်ပြီးသူ့နောက်ကျောမှာတာရီကနောက်ကိုပခုံးတွန်းပြီးတော့တိုက်ကစကားဆိုလိုက်ဘာပြောကွာပေတူးလွတ်သွားရင်တိုင်ပါတယ်ကွာနော်ဘာလို့လဲငါတို့အားပါငိုပေးမဲ့သူရှိတာပေါ့ကွာအော်မေးလို့မင်းကတော့မိဘတွေရှိတော့ပေတူးငိုတာမလို့ပေါ့ကွာငါတော့ပေတူးငိုပေးမှာကိုကျင်းနေတယ်မသိရမလားငါအဖအတုပါတော့ကဒီကောင်ငိုတာလေကွာခုလဲငါတို့အဲ့တိုင်းများငိုပေးမလားမသိပုံမှန်သာဆိုမိဒီကောင်ဒီလောက်နိုင်နေမလားကွာဒီကောင်ဒီလောက်တော့ကွာလက်တစ်ချက်ရမ်းတာနဲ့အကုန်ပြောက်ကုန်မှာပေါ့အဓိကတို့ပြဿနာတောင်းလောက်ခဲ့တဲ့သူကမင်းသွေးကိုယူပြီးတော့အောက်လန်းကိုပေးတဲ့သူပဲကွာအဲ့လူတွေမသိလဲတာနားတယ်ကွာ
တာရဲလိုပြောနေချင်းဘိုးထင်ကမတ်တက်အနေထားပင်ချက်ချင်းအိပ်ပျော်သွားလျာတာရဲတယောက်သူပြောစကားခွန်းလုံးပြန်ခြင်းမရှိတဲ့ဘိုးထင်ပခုံးကိုတွန်းတိုက်ပြီးတော့မေးလိုက်သည်ဒါပေမဲ့မြည်သည့်ခွန်းလုံးပြန်မူရာနဲ့စကားတန်တို့မှပေါ်မလာတာကြောင့်လှဲကြည့်လိုက်တဲ့အချိန်မှာတာရဲတယောက်လွန်စွာမှလမ်းဖြန့်လို့သွားအเจ้าမှာဘိုးထင်ကတကူလုံးမဲနဲ့နေပြီးတော့တပြေးနဲ့အရက်ကြီးရှည်လာသောကြောင့်ဖြစ်ပါတယ်အဲချင်းအကြောင်းတာရဲလွန်စွာတုံလှုပ်သွားပြီးတော့အနောက်ကိုဆုပ်လိုက်ဘိုးထင်မှာပြင်တဖြည်းဖြည်းအသွင်ပြောင်းတော့မကောင်းဆိုးကောင်ကြီးဖြစ်အသွင်ပြောင်းကကျေလောင်တဲ့အော်တန်များကိုပြုတ်နေအမှောင်ရိပ်ထဲမှာသူတို့တန်တိုးကက်လာတဲ့မကောင်းဆိုးကောင်များကိုစတင်တိုက်ခိုက်ပါလေတယ်မကောင်းဆိုးကောင်များအချင်းချင်းတိုက်ခိုက်ပြီးအော်သောအတန်မှာလွန်စွာမှကျေလောင်သွားထွက်ပေါ်လို့လာတယ်အမောင်ထဲမှာမျက်လုံးများသာပေါ်တဲ့မကောင်းဆိုးအချင်းချင်းတိုက်ပွဲမှာငရဲရွာသူကြီးရဲ့အစီရင်ဖြင့်စီရင်ထားတဲ့ဘိုးထင်ကိုမှာကပ်ပါကောင်မကောင်းဆိုးကြီးကအသာစီးရနေပြီးတော့မကောင်းဆိုးကောင်များရဲ့မိကြီးကဲလာတောက်နေမျက်လုံးများမှာအမောင်ရင်တွင်တဖြည်းဖြည်းပျောက်ကွယ်လို့သွားပြီးတော့ဘိုးထင်မှာပြောင်းလဲသွားတဲ့မကောင်းဆိုးကောင်ကြီးသာရှိလီတော့မဲနဲ့ပြီးတော့ရက်ရှိကလူပုံစံရှိတဲ့မကောင်းဆိုးကြီးကတခြားသောမကောင်းဆိုးများကိုအောင်နိုင်တဲ့အတွက်ကျဲလောင်သွားအော်ဟစ်ပြီးအောင်မွဲခံလို့နေပါတယ်တခြားသောမကောင်းဆိုးများရှင်းသွားနေသူတို့ရက်တန့်နေတဲ့နေရာမှာတဖြည်းဖြည်းလင်းလာပြီးတော့ကောင်းကင်မှာတာနေတဲ့လနေကျဲများလဲပေါ်လာသူတို့ဘိုးထင်မှာပြောင်းလဲသွားတဲ့မကောင်းဆိုးကောင်ကြီးလဲကြောင်ပြီးတော့ရက်နေတဲ့တာရီကိုငယ်ဆောင်လို့ကြည့်တာရီဒီလဲသူ့ဟာကြည့်နေမကောင်းဆိုးကောင်ကြီးကကြောက်လန့်နေဟန်ဖြင့်ပြောမိပြောရစကားများကိုပြောကြားလိုက်လေတော့တယ်မင်းနဲ့ငါနဲ့တဖွဲ့တယ်လေမကောင်းဆိုးကောင်ကြီးကအတန်ခတ်အော်ကြီးဖြင့်တာရီတန်တလန်းချင်းလန်းလာပြီးတော့ဘိုက်စားတယ်ဟုပြောနေတဲ့အခါတာရီကတုံရင်ဖြင့်စားစရာအိမ်သားမှာကျွေးမယ်လေအဲဒီကမှဘိုက်စားတယ်ဟုဆက်ပြီးတော့အော်နေသေးတာကြောင့်အိမ်သားမှာကျွေးပါမယ်ဆိုပြီးတော့ပြောလိုက်ပြီးတော့တာရီမိတို့လောက်အောင်မသိဖြစ်နေစဉ်ပေတူးသူကြီးလွယ်တဲ့ထည့်ပေးခဲ့တဲ့ဘုံစိတ်ဖြူရဲ့နတ်ကျိုးမှာအယောင်တောက်လာကြောင်းသတိပြန်ဝင်လာပြီးတော့အဲ့ခတ်တိုတို့နတ်ကျိုးကိုကိုင်ကမကောင်းဆိုးကောင်ကြီးကိုလှမ်းပြီးတော့ရိုက်လိုက်ဒူးဆန်းသာပဲခတ်တိုတို့နတ်ကျိုးမှာဖြူပွေးတဲ့မွေကြီးတစ်ကောင်ဖြစ်နေရှေးလားစွာဖြစ်ပေါ်လာပြီးတော့မကောင်းဆိုးကောင်ကြီးရဲ့လဲပြားဆွတ်မိလေတော့အဲ့လိုနတ်ကျိုးဆွတ်မိတာနဲ့မကောင်းဆိုးကောင်ကလက်နှစ်ဖက်ကခေါင်းကိုအုပ်ကကြောက်လန့်တကြားငုတ်တုတ်ထိုင်းနေတယ်အဲ့ကပေတူးကမုံစိတ်ဖြူမကောင်းဆိုးကောင်ကြီးကိုနောက်မှနေပြီးဆွဲလာတာကိုအမှတ်ရပြီးရှေးမှနေပြီးတော့ဆွဲလိုက်ရမကောင်းဆိုးကောင်ကြီးကနွားတစ်ကောင်လိုမျိုးအေးပဲလိုက်လာလေကတာရီတယောက်နောက်ထပ်မစင်းစားတော့ပဲသူတို့လာလန်းဖြစ်တဲ့နေရာအားဘိုးထင်မှာပြောင်းလဲသွားတဲ့မကောင်းဆိုးကောင်ကြီးကိုနတ်ကျိုးဖြင့်ဆွဲခေါ်ယူသွားပါလိမ့်တော့တယ်။ညောင်မင်းကြီးလာအောက်မှာတပင်နဲ့အထီးကျန်သွားရှိအဲ့ဒီပင်ကြီးရဲ့အောက်မှာတော့ဘိုးတော်တယောက်တမလင်ခွေထိုင်ကဗတိစိတ်နေပြီးတော့လူငယ်တယောက်တီကညောင်မင်းတယောက်ဝင်လိုက်ထွက်လိုက်နေအတော့ကိုစိတ်အောင်မငြိမ်ဖြစ်လို့နေပါတယ်။တို့သူတို့မှတခြားသူများမဟုတ်ဘိုးတော်ဆိုနေပေတူးတို့ဖြစ်ကြဘိုးတော်ဆိုမြည်များစိတ်ချဘာဟုဆိုနေစေကမူတကယ်ချင်းများအတွက်အတော့ကိုစိတ်ပူနေပြီးတော့တရက်ပင်ရဲ့အရက်လေးမျက်နှာကိုလှည့်ပတ်ပြီးဝင်းကြီးထွက်ကြည့်ပြင်းကြည့်လို့နေတယ်အဲ့တော့သူကလုံးဝစိတ်မချတော့တဲ့ဟန်ဖြင့်ပရိစိတ်နဲ့ဘိုးတော်ဆိုးနာကိုသွားကဘိုးတော်ခင်ဗျာနိုင်ပါပရိစိတ်နိုင်သေးရင်တော့ကျုပ်ကောင်တွေကတော့တေလားရှင်လားမသိဘူးခင်ဗျာဗျာစွမ်းရှိရသားနဲ့ကျုပ်ကောင်တွေဘာလို့သွားမခဲ့တာလဲကျုပ်ကောင်အတိုက်ခံလာပါလို့ဆိုဘေတူကအဲ့လိုပြောပေမဲ့ဘိုးတော်ဆိုးဒီကညောင်မင်းအောက်တင်တာပရိစိတ်မြဲစိတ်လို့နေတယ်လောင်းရိတ်ကြတဲ့အတွက်ဘေတူကဘိုးတော်ဆိုးကထိုင်နေဘုံစံကိုသာမြင်နေရစိတ်မရှိနိုင်တော့ပဲနောက်ထပ်ပြစ်တင်ပြောဆိုလေတယ်ဘိုးတော်ခင်ဗျာဘာလဲဗျာကျုပ်ပြောနားမထောင်ပဲပရိပဲစိတ်နေအဲ့ကမှဘိုးတော်ဆိုးကခေါင်းကိုညှိလိုက်ပြီးတော့ဘေတူကလဲမကြည့်ပဲစကားဆိုလိုက်မင်းကပြောထားတယ်လေမင်းကောင်တွေထိခိုက်မိငါ့ကိုတတ်လိုက်လို့တကယ်လို့မထိခိုက်မိဘူးဆိုမင်းဘိုးတော်ဖြစ်အောင်ကြိုးစားမလားရနေတယ်ခင်ဗျားသာကျုပ်ကောင်တွေပြန်လာပြီးတော့ကျုပ်ကောင်ဘိုးရင်ကိုယ်ထဲမှာကတ်နေမကောင်းဆိုတော့ထုတ်ပေးမယ်ဆိုကျုပ်ဘိုးတော်ဖြစ်အောင်ကြိုးစားမယ်မင်းတကယ်ပြောတာလားကောင်လေးပေတူးတယ်ဗျာကျုပ်ကဘယ်တော့မှစကားမပူပြောဟုတ်ပြီလားကောင်းပြီလေမင်းစကားတော့တီးပါစေကွာဘိုးတော်ဆိုနေပေတူးစကားပြောနေချိန်မဲနဲ့မကောင်းဆိုးကောင်ကြီးကိုရှေ့မှာနတ်ကျိုးနေဆွဲလာတဲ့တာရီတို့ကလိုက်အောင်အောက်မှာမြင်လိုက်လေရာပေတူးတယောက်တန်းကျဲလောင်သွားနေလှမ်းပြီးတော့အော်ခေါ်လိုက်ပါတယ်ဟဲ့သားကြီးငါတို့ဒီမှာပေတူးရဲ့တန်မှာကျဲလောင်လုံးပြင်းညောင်မင်းမအိတ်တန်းဝင်နေငှက်များလမ်းဖြတ်ပြီးတော့ပြန်တန်းကုန်ကြပေတူးတန်ကိုကြားတဲ့တာကြီးကသူ့သွားနေခြေလမ်းမြောက်ရက်တန့်လိုက်ပြီးညောင်မင်းကြီးကိုကြည့်ကညောင်မင်းစီကိုလမ်းလာလေတယ်သူတို့လမ်းလာနေတာကြီးကညောင်မင်းမမဆောက်နေပဲတာကြီးတို့ရှိရာကိုပြေးသွားပြီးတော့မကောင်းဆိုးကောင်ကြီးကိုဆွဲလာတဲ့တာကြီးကဖက်ကဝမ်းသာကြောင်းစကားများပြောနေလေတယ်တာကြီးငါမင်းတို့မတွေ့ရတော့ထင်နေရကွာငါတော်ကြီးကိုကြောက်ပြီးတော့မင်းတို့နားနေပြေးလာမိလို့ငါ့ကိုခွင့်လို့ပါကွာမင်းကလည်းကိုမင်းအောင်လို့ပြတဲ့စကားလာပြောနေပြန်မင်းမသေးတော့ပဲငါဝမ်းသာနေတာနော်မင်းတော့လိုက်ဝိုင်းကောင်နဲ့မနေဘူးဟာငါလည်းသေတော့မလို့ပဲကွာဘိုးတော်ရောက်လာမြန်လို့ငါတို့ပထန်းဆောက်တွေ့ပြီကွာငါတို့ပထန်းဆောက်ငါငယ်ငယ်တော့တွေ့တယ်ဘိုးတော်ပဲကွာဟေးဟုတ်လားဟုတ်တယ်ဒါနဲ့ဘိုးတင်ရောမင်းမေကြီးတော့တလောက်ကြီးနေမမြင်ဘူးလားဒီမှာငါအနောက်ကဆွဲလာဘိုးတင်လေမင်းသွားဖတ်လိုက်ပါအောင်လားသွားဟာမဖတ်ပါဘူးကမင်းကလည်းသေဝမဟုတ်ဟာသူတို့နှစ်ယောက်စကားပြောနေရင်ညောင်မင်းအောင်မှဘိုးတော်ဆိုးထွက်လာပြီးတော့သူတို့နီးရောက်တဲ့အခါမှာအတန်ကတ်ကျယ်နေစကားလန်းဆိုလိုက်ကဲငါနောက်လိုက်ခဲ့ကြရွာပြန်တာပေါ့ဘယ်အောင်ဘိုးတော်မင်းတို့ရွာပေါ့ကွာမင်းတို့ရွာမှာပဲမိစ္ဆာကိုနှင်ကြတာပေါ့ဘိုးတော်ဆိုးကအဲ့လိုပြောပြီးတော့ရှေ့မှာသွားလိုက်လေတယ်ဘေတူးနဲ့သားကြီးတွေဘေးချင်းကလမ်းလျှောက်လိုက်ပြီးတော့ဘိုးတော်ဆိုးနောက်ကိုလိုက်လေလောင်းအောင်မှာတော့ဘိုးတော်တယောက်ရဲ့နောက်ကိုမဲနေပြီးတော့ကြီးမားတဲ့မကောင်းဆိုးကောင်ကြီးကိုဆွဲတာလေလူငယ်လေးညောက်တဲ့ပုံရိပ်မှာအထင်းသားမြင်နေရပါလေတော့တယ်
အောင်လိုင်းဘိုးတွေနဲ့ပထန်းဆက်တီကအီမြတာမကြမီအောင်လိုင်းဘိုးတွေနဲ့မိစ္ဆာနှင်ပွဲအမီရဇာလန်ကိုတင်ဆက်ပေးပါဦးမယ်ဟုတ်ကဲ့ပါဒီနေ့မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးခဲ့တာကအောင်လိုင်းဘိုးတွေနဲ့ပထန်းဆက်ဆိုတဲ့ဇာလန်ဖြစ်ပါတယ်အဲ့တော့နောက်နေ့ဒီမှာလည်းဘိုးတင်ဇာလန်တွေဆက်ပြီးတော့ရှိနေဦးမှာဖြစ်တယ်အဲ့တော့လာပြီးတော့နားဆင်အားပြီးတော့ဖိတ်ခေါ်နေတယ်ဒီမှာနားဆင်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကိုဝမ်းပါ